မင်္ဂလာပါလွန်မြောက်ခြင်းဒေသနာကနေပြန်လည်ကျေးဇူးပါတယ်ဒီနေ့မှာကျွန်တော်တို့အတူတကွစစ်ချခွာယူမဲ့တော့ပါတဲ့ခေါင်းစဉ်ကကောင်းသောအရာကိုရွေးယူပါဆိုတဲ့ခေါင်းစဉ်နဲ့အတူတကွစစ်ချခွာယူမှာဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ရှေလုကခန်းကြီး30အခန်းငယ်40မှာမာသမုကလူကျွေးခြင်းအမှုများနဲ့စေပူဖခြင်းရှိသည်ဖြင့်အထံတော်သို့ချစ်က၍တခေကျမ၏ညီမသည်ကျမတယောက်တည်းလှုပ်ကြွေးစေခြင်းကကျမကိုပြထားသည့်အရာကိုလိလူသောစိတ်ရှိတော်မူသလောသူသည်ကျမကိုကူညီမိအကြောင်းအမိတ်ရှိတော်မူပါဟုလျှောက်တော်ယေရှုကမတသင်သည်များစွာသောအမှုတို့၌စိုးရိမ်၍နောက်ဆက်ခြင်းကိုခံရ၏လူသောအရာတစ်ခုတည်းရှိ၏မာရိမူကကောင်းသောအဖို့ကိုရွေးယူပြီးထိုအဖို့ကိုအဘယ်သူမျှမနှုတ်မယူရဟုမိန့်တော်မူ၏အာမင်အဲ့ဒီမှာကျွန်တော်တို့ဗာမြင်ရလဲမာရိရဲ့မာတာအကြောင်းကိုကျွန်တော်တွေ့ရဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ယေရှုကတင်ကြတော့ရွာကိုဝင်သွားခြင်းမှာအဲ့ဒီမှာမာတာရဲ့အိမ်ကိုသွားတာဖြစ်တယ်အဲ့ဒီမှာမာတာရဲ့ညီမတစ်ယောက်ရှိတယ်အဲ့ဒါကမာရိဖြစ်တယ်မာရိကယေရှုရဲ့ချစ်ရတော်မှာသူကစကားပြောတယ်ဘုရားသခင်နဲ့မိသားရဲ့ဖွဲ့တာကျွန်တော်တို့တွေ့ရတာဖြစ်တယ်သို့တော့မာတာကဘုရားသခင်စားဖို့ယေရှုစားဖို့သူကပြင်ဆင်တာဖြစ်တယ်အဲ့ဒီမှာမာတာကသူတယောက်ထဲလုံတဲ့ချိန်မှာသူကကြာတော့သူကစိတ်မရှိဘူးအဲ့တော့ဗာမီယာလဲဆိုယေရှုသားပြောတယ်သူရဲ့ညီမကသူ့ကိုကူညီဖို့ပေါ့နော်ဘုရားကိုယေရှုကိုတောင်းတော့ပြောခိုင်းတယ်ပဲသို့တော့ယေရှုခရစ်တော်ဘုရားကသူ့ကိုပြောလဲဆိုတော့ယေရှုကသူ့ကိုပြောလဲဒီများစွာသောအမှုနဲ့စိုးရိမ်ရှင်နောက်ချက်ချင်းကိုခံရ၏သူလူသောအရာတစ်ခုရှိ၏တဲ့အဲ့ဒါကကောင်းသောအရာကိုမာရိကရွေးပြီးဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ကောင်းသောအရာကိုကျွန်တော်တို့ရွေးယူဖို့အဲ့လိုကိုရည်ကြည်တာဖြစ်တယ်။သို့တော့ကျွန်တော်ဘဝအသက်တာထဲမှာဒီနေ့ဒီချိန်ချင်းမှာကျွန်တော်ယုံကြည်လို့အသက်တာထဲမှာဘာဖြစ်တယ်လဲရှိလဲဆိုတော့ကျွန်တော်တို့လောကမှုရေးရာနဲ့အဲ့ဒီအရာတွေမှာကျွန်တော်တို့ကကိုယ်ဆုံးသွားတာများဖြစ်တယ်။ကိုယ်ဆုံးသွားတာများစွာရှိတာဖြစ်တယ်။သို့တော့အဲ့ဒီလောကမှုရေးရာနဲ့တဲ့ဘုရားသခင်ရဲ့ခြေတော်ရင်းမှာဘုရားစကားကိုနားထောင်ပြီးကျွန်တော်တက်တာမှာဘုရားသခင်နဲ့အခြေရင်းနှီးမြှုပ်နှံမှုကိုဘုရားသခင်ကအဲ့ဒီအရာကိုဘုရားသခင်ကလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကောင်မတို့တယ်ကျွန်တော်ဘဝတက်တာတဲ့မှာဒီမာတာလူမျိုးပဲလောကမှုရေးရာနဲ့ကျွန်တော်တို့စိုးရင်ပူပန်ခြင်းနဲ့အချင်းမကုန်ဆိုပဲမာရိကဲ့သို့ဘုရားသခင်ရဲ့ခြေရည်တော်ခြင်းမှာကောင်းသောအရာကိုရွေးနှူသောအသက်တာဖြစ်စေဖို့ဖြစ်ဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကောင်မတို့တယ်ဒီခေတ်ဒီကာလထဲမှာကျွန်တော်ပူပန်ခြင်းစိုးရင်ခြင်းတွေနဲ့အသက်မရှိဘဲနဲ့ဘုရားသခင်ရဲ့ခြေတော်ရင်းမှာကျွန်တော်ဘုရားသခင်နဲ့ပတ်သက်ပြီးဘုရားသခင်နဲ့ယဉ်ကျေးမြတ်မှုတွေကျွန်တော်များစွာလှုပ်ဆောင်ဖို့လိုအပ်တာဖြစ်တယ်။သို့တော့ကျွန်တော်ဘဝတက်တာတဲ့မှာဒီနေ့ဒီချိန်ထိယုံကြည်သူတွေအသက်တာမှာကြည်လာတဲ့အချိန်မှာလောကမှုရေးရာစိုးရင်ခြင်းတွေအဲ့ဒီအရာတွေပဲအခြေကုန်ဆုံးသွားတာများစွာရှိတယ်။သို့တော့ဘုရားသခင်ကကျွန်တော်ဘာပြောလဲကောင်းသောအရာကိုကျွန်တော်တို့ကိုရွေးယူခိုင်းတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမှတယ်လောကမှုရေးရာတဲ့ဘုရားသခင်နဲ့ခြေယူပါဘုရားသခင်ရဲ့ခြေတော်ရင်းမှာဘုရားသခင်အတန်တော်ကိုနားထောင်ပါလို့ခေါ်အပ်ပြီးအားလုံးကိုဘုရားရှိသူကောင်းချီးပေးပါစေ။